Okay ကျွန်တော်စာရွက်တွေယူမယ် Yeah okay ဒီလိုရပြီဆိုကျွန်တော်တို့က ISO elephant 2ကိုယူမယ်ပေါ့နော် elephant 2ကိုယူမယ်ပြီးတော့ကျွန်တော်တို့က share ရ author ရနာတွေ့ပြီးတော့ဆွဲပြီးတော့ညီညီလေးဆွဲလိုက်မယ်ပေါ့နော်ပေါ်လို့ရှိတယ်ဒီလိုမျိုးရပြီဆိုရင်နောက်ထပ်တစ်ဝိုင်းဆင်မယ်ပေါ့နော် elephant 2ကိုယူပြီးတော့ဒီဟာကြတော့ကျွန်တော်တို့ကဒီ down လေးကနေပြီးတော့ရောက်ရောက်လေးဆွဲလိုက်မယ်ပေါ့နော်တိတိမဟုတ်တော့ဘူးနော်ရောက်ရောက်လေးဟဝိုင်းလေးဟောဒီမှာအပေါ်မှာကလာကိုကျွန်တော်တို့ဘယ်လောက်ထားမလဲဆိုတော့အများနဲ့ကလာကိုဒီမှာကြတော့နန်းထားလိုက်မယ်ဒီပေါ်လေးတော့နန်းထားလိုက်မယ် stop ပြီးကျွန်တော်တို့ကဒီကောလေးနည်းနည်းတင်အောင်ပေါ့ဒါချင်းတယ် okay ဒီလိုမျိုးရတော့ပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့နောက်ထပ် server လေးတစ်ဝိုင်းယူဆွဲမှာပေါ့နော်ဒီကောင်းရဲ့အောက်မှာပေါ့နော်ဒီမျိုးဟာဒီပင်ထနာပဲဆွဲပြမယ်နော် okay ဒါချင်းနေတယ်ဆိုရင်ဒီကောအဝင်နေဆွဲချလိုက်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဒီကောဒီဘွားနေပြီးတော့ control C နဲ့မယ်ပြီး control F ကိုနေမယ်ပေါ့နော် control C control F ပြီးနားနေလေးဆွဲပြီးလိုက်မဝိုင်းဒီကောကိုလေတော့အဲ့လိုပဲ control C control F okay ဒီကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့နောက်ထပ် server လေးတစ်ဝိုင်းဆင်ပေါ့နော်ဒီနားဒီကောလေးတော့ control C control F နား layer လေးပေါ်နေမယ်နော်ဒီ okay ဒီလိုမျိုးလေးရတော့ပြီဆိုကျွန်တော်တို့ကဒီကောတွေကိုအကုန်လုံးကို select လုပ်မယ် select လုပ်ပြီဆိုတော့ကျွန်တော်တို့က keyboard မှာ elephant shepherd 2ကိုယူမယ်ပေါ့နော်ဒီမှာ shepherd 2ကိုယူမယ် shepherd 2ယူလို့ပြီးတော့ကျွန်တော်တို့ကမလိုတဲ့ byte တွေဖြည့်ဖို့အတွက် keyboard ကနေ author လေးကိုဖြည့်အောင်နော် author လေးကိုဖြည့်ပြီးတော့ကိုမလိုပက်တဲ့ byte တွေကိုထည့်မယ်okay ဒါဆိုရင်ဒီလိုမျိုးလေးရတော့ဘောနော်ဒီလိုမျိုးလေးရတော့ပြီဆိုရင်ကျွန်တော်တို့က copy ခေါ်ပုံစံမျိုးနဲ့တူသွားပြီဘောနော်တူတော့ပြီဆိုရင်ကျွန်တော်တို့ကဒီကောကိုအပေါ်ကကောကိုတစ်ချက်နေမယ်ချက်နေပြီးတော့ကျွန်တော်တို့ဒီကောကို color ရောင်းနေတင်နေဘောနော်အမ white ကို color ထည့်နေတယ်ဘာကြတော့ stock ကြတော့ကျွန်တော်တို့က none ထားရတယ်ဒီမျိုးဆွဲပြီးတော့ပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့ပန်တူးလေးကိုယူမှာပေါ့နော်ပန်တူးလေးကိုယူပြီးတော့ကျွန်တော်တို့ကဒီမှာဒီလာကနေဆွဲရပေါ့နော်ကောင်းလေးနည်းနည်းကောင်းတယ်ဒီပေါ်နည်းနည်းတော့ထားလိုက် okay ပြီးကျွန်တော်တို့ကဒီပါ selection 2ကိုတစ်ချက်နေ selection 2တစ်ချက်နေပြီးတော့ဒီကိုတစ်ချက်ပြန်နေမယ်ပြီးဒီဘက် color ကိုကြတော့နန်းထားမယ်ဒီဘက်ကျတော့ stock ကိုပဲ color ထည့်မယ်ဒီလိုမျိုးလေးရတော့ပြီဆိုရင်ကျွန်တော်တို့ကဒီကောကဒါအသိရင်တော့ဒီကောကိုနည်းနည်းကြည့်လိုက်ပေါ့နော်မ9လောက်ထားလိုက်မယ်ပြီးကျွန်တော်တို့ကဒီပုံစံကိုနည်းနည်းပြင်ဖို့တော့ direct selection 2ကိုယူမယ်ပြီးတော့ကိုပြင်ချင်တဲ့နေရာမှာထားပြီးတော့ပြင်မှာပေါ့နော်ဘယ်လိုမျိုးပြင်မှာလဲokay ဒီလိုမျိုးကိုရပြီဆိုကျွန်တော်ဒီဘက်အပေါ်နှစ်ဖက်ကိုရှင်လေးထားရှင်တဲ့အတွက်ဒီကိုရှင်းနေမယ် section 2 UV ကိုရှင်းနေမယ်ပြီးတော့ကျွန်တော်တို့ကဒီမှာရှင်တစ်ဖက်ပါတဲ့ဟာကိုဒီမှာရှင်းနေမယ်ပြီးကျွန်တော်ကဆိုရင် section လေးဖြစ်သွားပါတော့
ဆိုတော့ဒီကောကဒါကြီးနေတယ်ဒီကောကိုနည်းနည်းတည်နေမယ်နည်းနည်းလောက်မှာရှော့လိုက်โอเคဒီကောကို layer ပေါ်မှာ control alt နဲ့ layer လေးပေါ်နေတယ်ဒီနေကောလေးတော့နည်းနည်းလောက်တည်နေတယ်ဒီကျွန်တော်တို့ကဒီကောကို color ပြောင်းရှင်နေဆိုရင်ကိုယ့်ကို color ဒီမှာ stroke ကိုပြောင်းလို့ရတယ်เนาะကို size ကိုနည်းနည်းလောက်ကြီးလိုက်မယ်ပေါ့နော်လောင်းလောင်းနှစ်လောက်ထားလိုက်ဒီကောလေးတော့